ဟေစကလုံးထွားတာဥလတ်သိမ်းဆေးတာမတော့ရဲတဲ့ရွာပေါ့ရွှေဘိုလမ်းမှာရှိတဲ့လှတော်ဆိုဥလတ်သိမ်းဆေးတာမတော့ရဲတာမပြောနဲ့ဥလတ်သိမ်းရှိသူတို့ရွာကတကြီးဆေးတံတောက်လာတော့သူတို့ရွာသားတယောက်ကပြောတယ်အလိုလေတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွယ်တဲ့ငါးချက်ဝင်မှုတ်ကလေးခွေးချီလာတယ်ဆိုင်ဘယ်ဥလတ်သိမ်းနောက်ဆေးတံတောက်ရဲတော့လှတော်သားစကားပြောတဲ့နေရာအလွန်ထောကြိုင်ကြိုင်ပြောတယ်ဥပမာမပါပဲမပြောဘူးကျုပ်စားမယုံပါဘူးလှသိမ်းပြောတာနောက်ကျုပ်ကိုယ်တိုင်တွေ့မှယုံတယ်ကျုပ်အဲ့ဒီရွာရောက်သွားတယ်သူတို့ရွာကနေဝက်လက်မြို့ကိုချိုးရကျုပ်ကမေးကြည့်တယ်ဝက်လက်လမ်းကောင်းရဲ့လားလို့ရှင်ဖျားတို့အဲ့ဒီခြေကန်းနဲ့သွားလို့တော့ဝက်လက်လမ်းကကြောက်ခဲစားသွားတော့အစာကြည့်တယ်ဝယ်ဒီလမ်းမြို့ပေါ့ကြောက်ခဲစားသွားတော့အစာကြည့်တယ်လမ်းကျန်းကျန်းနဲ့ပြောလိုက်ဆိုးဆိုးတယ်ပြောလိုက်ပြီးရောကြောက်ခဲစားသွားအစာကြည့်တယ်စကားပြောရင်ဥပမာနဲ့တပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဖျားတယ်ဘာပြုလို့တော့ပြုတ်လို့ဆိုတော့အိုးတဲ့ဝက်လက်ကစီးလိုက်ဖျားတယ်နောက်ကဂလုံးဂလုံးနဲ့လမ်းတောင်းလှဲ့ကြည့်ရေစီလှဲဖျားကားနေတယ်ပြောပါလားရေစီလှဲကလမ်းတောင်းမြန်တဲ့စကားပြောတာပြောပါတယ်ဒီထက်တရားနာပြေတာသူတို့ရွာနာမှာကျွတ်တို့ဟိုပေါက်တော်ဆိုတဲ့ရွာရှိအဲ့ဒီပေါက်တော်ရွာကကျွတ်တို့စာပြန်မွဲတန်ဃာတော်တွေကိုကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆုံးကတ်ကျက်သားတံမောင်းနဲ့ဆုံးကတ်တဲ့စာပြန်မွဲသွားကြည့်ပြီးပြန်လာတော့ပြောတယ်။ပါတဲ့ပေါက်တော့စာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုံကြီးအေးကိုကွာလို့ဆိုတယ်။ကျက်သားတံမောင်းနဲ့ကတ်တာဘုံကြီးအေးတယ်ဗျ။ဘုံကြီးတွေကလည်းကွာတဲ့စားရတဲ့ဝေသားလေးပြီးဘလူးကြတဲ့အတိုင်းပဲဟာ။အယိုးကြီးကြအောင်စားလို့ပြောတယ်။စကားပြောလိုက်ရင်တရလွန်ကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားတွေကလို့ဥပမာမပါပဲစကားမပြောတတ်ဘူးလားလို့။အိုးတဲ့ဥပမာမပါပဲစကားပြောရရင်တဲ့တပည့်တော်တို့ကလှဲမီးတို့စီးရတဲ့အတိုင်းဟောပါလားဗျာရောဗျာ။တလုံးမှမလွတ်ဘူး။ဒီထက်ကျုပ်ကမေးတယ်ခင်ဗျားတို့လှတော်ကားစိတ်မှာကားပေါ်ရကြပြုလို့မေးတော့ကားပေါ်တာမပေါ်တာတော့ဗျာတဲ့တပည့်တော်တို့ကားပေါ်တဲ့အကြောင်းပြောရမယ်ဆိုရင်ပြချီးခါတဲ့အတိုင်းတချီခါတာသိမှာပေါ့ခင်ဗျားတို့ပြားကောင်တွေဒွီနဲ့ကားဘလောက်ပေါ်ဖျားတယ်တပည့်တော်တို့ RTP မှာစီးတယ်ဟီနိုမှာစီးတယ်ဘာဖြစ်လို့တို့ညဟီနိုမြန်တယ်ဆိုတာသူများတွေပြောတာမယုံဘူးဖျားတယ်ဟိုတနေ့ကမန္တလေးစီးလိုက်သွားတာဟုတ်တယ်ဟိုဖျားတယ်ဟီနိုမြန်မပြောရမယ်ဆိုရင်ရိုင်းဖဲကြီးစံဖက်လိုက်ရတဲ့အတိုင်းပဲကြံဖမ်းမှာကြီးစံသူပဲတော့ဖက်လိုက်ဘူးလို့စကားပြောရင်တရလွန်ပြောတယ်ဒီထက်တရားနာပြေတာဟိုသူတို့စိုင်နိုင်ကြီးဆိုတဲ့ရွာရှိတယ်သူတို့နားမှာစိုင်နိုင်ကြီးရွာကအလှဖိုင်းလို့လိုက်သွားတယ်ဟေးတဲ့ကျွေးတာတဲ့ကြက်သားဟင်းပဲกว่าတဲ့ဒါပတိဟေးတဲ့ကြက်သားဟင်းမစားခင်ထိုင်းရှိခိုးလိုက်ရသေးတယ်ဟောဘာဖြစ်လို့တော့ခါဘာဖြစ်လို့မလဲกว่าတဲ့ကြက်ကကို့တဲ့အသက်ကြီးနေလို့ကြက်သားဟင်းချက်တာရင့်နေပြောပါလားဗျကြက်ကို့တဲ့အသက်ကြီးလို့ထိုင်းရှိခိုးရစကားပြောရင်တလုံးမှမလွတ်တဲ့လူတွေဒီထက်တရားနာပြေတာဟိုသူတို့တငယ်ချင်းပေါ့လေတရွာသားနဲ့သွားတွေ့တော့ဘယ်နဲ့တော့ဟဲတဲ့မင်းတို့ရှိစီးပွားရေးကြီးပွားရေးတဲ့စီးပွားရေးရတော့မမေးတဲ့ငါလူရေးတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲဟာစီးပွားရေးကြက်တယ်ပြောရင်မပြီးဘူးလားဝလုံးကောင်းနဲ့ဆင်မနဲ့လှုပ်တိုးဟာမင်းတို့ရှိအလုတ်ကင်လေးရောဟာတဲ့ဟိုကမေးတယ်အလုံးအကင်ကလည်းမမေးနဲ့ငါလူရေးတဲ့ရှိတဲ့အလုံးဖိလုံးလဲတနေ့တခြားစားဦးကကြီးလာတောက်တဲ့အလုံးရောတဲ့လူတွေနောက်ဟိုကဆက်မေးတယ်ဟိုနေပေါင်းပါတယ်မင်းတို့ရှိသမဝါယဝဆိုင်ကအထယ်လေးပါလေထုတ်ပေးရလားဟာအထယ်ပေးမပေးတော့မမေးနဲ့မောင်ရေးတဲ့ကိုမိမကိုလေးထန်းဆောင်ကကြီးထိုးမှကြောက်လို့အထက်မပေးဘူးပြောရင်ပြီးတဲ့ကိစ္စပဲစကားပြောရင်အဲ့ဒီတိုင်းပြောတယ်ကျွတ်တော့ငယ်ငယ်ကကြားဘူးတာတော့တရားနာပြေတာကိုခြိပါသားပခန်းသားကြားဘူးတယ်အခုလှရောသားဗျာဒါကြောင့်လှရောစကားကိုကျွတ်တို့စာအုပ်ရေးထုတ်တဲ့လူကတောင်ထုတ်နေပါပြီပခန်းသားကကျွတ်တို့စဉ်းစားတယ်ဩတို့ပခန်းရာဇဝင်နဲ့လာတာအခုလှရောသားကတဲနာမည်ကြီးစကားပြောကောင်းတယ်ပြောတယ်စကားပြောပြိုင်မလို့သွားတဲ့ပြိတ္တာစကားပြောပြိုင်မလို့သွားတော့ကျွတ်တို့လှတော်ရွာထိတ်ကလေးလေးတယောက်တွေ့
အဲ့ကောင်မင်းဘယ်ရွာသားတော့ကျုပ်လာတော့လားဗျလာခဲ့မပြီးနဲ့မင်းသိပြီးတော့ဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့လှတော်သားကလေးလေးကပြောတယ်များတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ယူကျွေးပါမယ်ကဲဘယ်လူကြီးနဲ့ပြောခဲ့ရတော့ပြေးတာကလေးနဲ့ပြန်ပြေးခဲ့ရ